သာသနာတော်နှစ်2565နှစ်ကောဇာတက္ကရာ1383ခုနှစ်ထိုးရဲလဆန်း2ရက်2022ခုနှစ်ဖေဖော်ဝါရီလ2ရက်ဗုဒ္ဓဟူးနေ့၌အွန်လိုင်းမှာဟောကြားအပ်သောအငြင်းပွားရင်ဆုံးရှုံးမှုနှင့်သာရင်ဆိုင်ရမည်အကြောင်းတရားဒေသနာတော်ရသော်ရဲ့စာတကဒေသနာဆိုတာလူတွေအတွက်ကြုံတွေ့ရတဲ့ဘဝသင်ခန်းစာတွေကိုလက်တွေ့ကြကြဆုံးမဟောပြောတာပဲဖြစ်တယ်ရသော်ဟောပြောတဲ့ဒေသနာတော်ဟာအမျိုးပေါင်း9မျိုးရှိတယ်လို့မှတ်သားရတယ်။မျိုးအစားနဲ့ခွဲခြားပြောရင်9မျိုးပါရိဆုံးရင်သုဒ္ဓတဲ့သုဒ္ဓဆိုတဲ့နာမည်နဲ့ဥပမာပဲမင်္ဂလာသုတ်တို့ရတနာသုတ်တို့ဘုဇင်္ဂသုတ်တို့အဲ့သုဒ္ဓဆိုတဲ့ဟာနဲ့သုဒ္ဓဆိုတာလူလောကမှာတည်သိလိုက်တဲ့ဘုဒ္ဓတွေကိုပေးသွားပြီးတော့သူတွေလိုက်နိုင်ရမယ်ကိုကျင့်တရားတွေစီးမြင်နေတာဝန်ဝတရားတွေကိုဖော်ပြသွားတဲ့သုဒ္ဓတွေနောက်တစ်ခုကခေယဆိုတာရှိတယ်ခေယဆိုတာစကပြေပါတယ်ကဗျာပါတယ်ကဗျာနဲ့စကားပြေပါဠိကတော့ဂါထာလို့ခေါ်တယ်ဂါထာနဲ့စုံနိယမြန်မာလို့ဆိုလို့ရှိရင်ကဗျာနဲ့စကားပြေနှမျိုးရောပြီးတော့ဟောပြောထားတဲ့ဒေသနာမျိုးဒါလည်းပဲလောကရဲ့မှတ်သားစရာအချက်လက်တွေကိုစုဆောင်းပြီးတော့ဟောပြောတာဖြစ်တယ်နောက်တစ်ခုကဝေယကရဏဝေယကရဏဆိုတာဟောကြားပုံကိုကြည့်ပြီးတော့ပြောတဲ့စကားဂါထာမပါဘူးကဗျာမပါဘူးတရားသက်စုံနိယသက်ဟောတဲ့ပုံစံနဲ့ဟောတာတမစကြာမှာဣမသမိသပဏဝေယကရဏသမိပညာမာနေဆိုတဲ့စကားလေးပါတယ်စကားပြေနဲ့ရှင်းရှင်းလေးဟောတာတွေကိုဝေယကရဏလို့ခေါ်တယ်ပေါ့ဟောခြင်းတဲ့ point ကိုရှင်းရှင်းလေးဟောတာအဲ့ဒါဝေယကရဏလို့ခေါ်တယ်နောက်တစ်ခုကမြတ်စွာဘုရားနှုတ်တော်ကနေထွက်ပြီးတော့ကျူးရင်တဲ့စကားတွေဗမာလူတော့ဥရန်ကျူးတယ်ပေါ့နော်နှုတ်တော်ကထွက်ပြီးတော့ပြောတဲ့ဥဒန်ကျူးတဲ့အနေနဲ့ဟောတဲ့တရားတွေကိုဥဒါနာလို့ခေါ်တယ်နောက်ဣတိဝုဒ္ဓဆိုတာမြတ်စွာဘုရားကဒီလိုဟောခဲ့ပါတယ်ဆိုတဲ့စကားလုံးလေးတွေနဲ့စတင်ပြီးတော့မှတ်တမ်းတင်ထားတဲ့သုတ်တန်ဒီသုတ်တန်တွေကိုမှတ်တမ်းတင်သူကတော့အမျိုးသမီးတူပဲဖြစ်တယ်သူ့ရဲ့အမိကိုတော့ကြားဦးကြလိမ့်မယ်ကောသမီပြည်ဟာဥဒိဏမင်းကြီးရဲ့မိဖုရားတစ်ပါးဖြစ်တဲ့သမ္မာဝတီထိုသမ္မာဝတီတို့စီမဝေယဝစ္စလုပ်ပေးရတဲ့ခုတ်ဆုတ်တရာဆိုတဲ့အမျိုးသမီးကြီးပဲဖြစ်တယ်သူကဉာဏ်ပညာအမတမကြီးတယ်မိဖုရားတွေဆိုတာကကျောင်းကိုနေတိုင်းသွားလို့မရဘူးဘုရင်ရဲ့ခွင့်ပြုချက်ရှိမှသွားတယ်အဲ့တော့မိဖုရားတွေရဲ့ကိုယ်စားသူကဖះเจ้าတော်ကိုနေတိုင်းသွားတရားဖះဟောတဲ့တရားတွေကိုမှတ်သားပြီးနန်းတော်ရောက်တဲ့အခါပြန်ပြီးတော့ဟောပြောရတာအဲ့သူပြန်ပြီးတော့ဟောတဲ့ gist လေးတွေပေါ့အတူချုပ်သုတ်တန်လေးတွေကိုဣတိဝုဒ္ဓကာဆိုပြီးတော့စိတ်ဝင်စားစရာလေးတွေအဲ့ဒါလေးရတယ်ဒါကခုတ်ဆုတ်တရာဆိုတဲ့ဒေါ်ဥဒ္ဒရာပေါ့နော်ခါလေးကုန်းနေလို့သူ့ကိုခုတ်ဆဆိုတဲ့စကားလုံးရှေ့ထည့်သုံးတာဥဒ္ဒရာဆိုတဲ့အဲ့ဒီအမျိုးသမီးကဉာဏ်ပညာမတ္တမကြီးတယ်မြတ်စွာဘုရားဟောတာကိုသူနားလေတယ်ပြန်ပြီးတော့ဟောနိုင်တယ်အဲသူဟောတဲ့ဟာတွေကိုသိတဲ့မှတ်ချက်ပေးပြီးတော့ဣတိဝုဒ္ဓကာလို့နောက်တစ်ခါထူးခြားတဲ့
လူတယောက်မှရနိုင်တဲ့ထူးခြားတဲ့အရည်အသွေးတွေသူများနဲ့မတူတဲ့အရည်အသွေးတွေရှိတာကိုထုတ်ဖော်ပြီးတော့ဟောတဲ့ဒေသနာမျိုးကိုအဘုဒ္ဓဓမ္မတော့တကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တွေကိုအခြေခံပြီးတော့ဟောတာကြတော့စာတကလို့ခေါ်တယ်စာတဆိုတာတကယ်ဖြစ်ပျက်ခဲ့ဘူးတဲ့အကြောင်းအရာတွေဘဝတန်တရားဆိုတာအမတမရှိလျာတော့အဖြစ်ပျက်တွေကလည်းအမတမထူးခြားတယ်တခါတလေကျတော့ပြောကြတယ်လေစိတ်ကူးရင်ဝတ္ထုတဲ့တောင်ဆန်းကျယ်နေတာဆိုပါစို့တရားတွေကိုကြည့်လိုက်ပဲဆိုလို့ရှိရင်လိပ်ပြတဲ့ကောင်ရဲ့တောင်းပန်မှရေးချယ်ထားတဲ့ဒီဇိုင်းကအခုကဒီဇိုင်းဆရာတွေတဲ့တာနေတယ်သူလှုပ်ထားတဲ့ဒီဇိုင်းကဥတော်ငှက်တွေရဲ့ကြီးစံမှာပါတဲ့ဒီဇိုင်းလေးတွေကလည်းလူတွေအတုခိုးပြီးရေးရလောက်အောင်လှပတဲ့ဒီဇိုင်းတွေပဲအဲ့တော့တဘာဝဒီဇိုင်းတွေကိုပြောတာအဲ့ဒီလိုဟာတွေကအဘုဒ္ဓဓမ္မထူးဆန်းတယ်တကယ်ဖြစ်ပျက်ခဲ့တဲ့ဟာတွေပေါ့နော်အဘုဒ္ဓဓမ္မအကြောင်းအရာတွေကိုဘဝမှာဖြစ်ပျက်လာတဲ့အမှန်တမ်းထူးခြားတဲ့အကြောင်းအရာလေးတွေကိုမြတ်စွာဘုရားကထုတ်နှုတ်ပြီးတော့ဟောတဲ့ဒေသနာတွေကိုစာတကလို့ခေါ်တာစာတံဘူတံကာယတိကတိယတိတိစာတကောစာတံဘူတံကတိတိတိစာတကောတကယ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုသင်္ကန်းစွာယူရလောက်အောင်စန္ဒမူနာပြအနေနဲ့ဟောတာအဲ့ဒါဇာရကနောက်တစ်ခုကတော့မေးတဲ့လူကမေးဖြေတဲ့လူကဖြေအမေးဖြေလုပ်ပြီးဟောတဲ့တရားတွေကိုတော့ဝေဒန်လလို့ခေါ်တယ်ဝေဒဆိုတာအသိဉာဏ်နဲ့ကျင့်နှံ့မှုရပြီးတော့ဆင့်စင်ပြီးမေးသွားတဲ့စကားတွေနော်မေးသူကဖြေသူကဖြေလိုက်တဲ့အခါမေးသူကအသိဉာဏ်တွေရပြီးတော့ကျင့်နှံ့မှုနဲ့ထပ်ပြီးတော့မေးသွားတယ်ဟိုကရှင်းလင်းပြီးတော့ဖြေကြသွားတယ်အဲ့ဒီအမေးဖြေထေသနာမျိုးကိုဝေဒန်လလို့ခေါ်တယ်အဲ့လိုမြတ်စွာဘုရားဟောတဲ့တရားဒေသနာတော်တွေဟာအဲ့ဓမ္မပြရတယ်ဒီအခြေအနေရဒီ၉ခုသုဒ္ဓကေယဂါထာဝေယကရဏဥရဏဣတိဥဒကသာဒကအဘုဒ္ဓဓမ္မဝေဒန်လာလို့၉မျိုးဒါကိုပဲမြတ်စွာဘုရားအဆုံးအမတရားတော်တွေရဲ့အင်္ဂါ၉ချက်ဆိုပြီးတော့လဲသုံးကြတယ်ပေါ့သို့သောမြတ်စွာဘုရားဟောတဲ့တရားတွေကိုအမျိုးအစားနဲ့ခွဲလိုက်လို့ရှိရင်အဲ့ဒီ၉မျိုးနဲ့ခွဲလို့ရတယ်ပေါ့ခေါင်းစဉ်၉မျိုးအောက်မှာရှိတယ်အဲ့တော့ပိဋကတ်သုံးပုံဆိုတာလဲဒီထဲမှာပဲပါသွားတာပေါ့ပိဋကတ်သုံးပုံခွဲတာတော့တစ်မျိုးခွဲခြားပုံချင်းမတူဘူးရဟန်းနေလိုက်ရမယ်စီမင်းစည်းကမ်းတွေရဟန်းတော်တွေအတွက်ချမှတ်ထားတဲ့ပြညတ်ထားတဲ့စည်းကမ်းဥပဒေတွေဝိနည်းလို့ခေါ်ပြီးတော့ကိုကျင့်တရားနဲ့ပတ်သက်ပြီးတော့ဟောပြောတာတွေသိဉာဏ်တွေနဲ့ပတ်သက်ပြီးဟောပြောတာတွေတကယ်အားလုံးဒီအကျင့်တရားနဲ့ပတ်သက်ပြီးဟောပြောတာတွေကြတော့သုဒ္ဓဆိုပြီးတော့သုဒ္ဓန္တပိဋကဆိုပြီးနောက်တဘာဝတရားသက်ပုဂ္ဂိုလ်တရားမဖက်ပဲနဲ့တဘာဝတရားသက်တဘာဝတရားတွေဟာတစ်ခုနဲ့တစ်ခုဆက်နွယ်ပြီးတော့ဘယ်လိုဖြစ်နေကြတယ်ဆိုတာကိုရှင်းပြတာကြမှာအဘိဓမ္မာအဲ့ဒါကြတော့သဘာဝတရားတက်ကိုဟောတာသုဒ္ဓန္တကြတော့သဘာဝတရားနဲ့လူတွေရဲ့အကျင့်စရိုက်တွေနဲ့အဖြစ်ပြက်တွေနဲ့တွဲဖက်ပြီးတော့ဟောတာသုဒ္ဓအဲ့တော့တချို့လည်းအဘိဓမ္မာကိုသဘောကျတဲ့ပုဂ္ဂိုလ်တွေကသုတ်တန်ကိုသွားပြီးတော့အထင်သေးပြည့်သေးစကားတွေပြောကြတယ်တကယ်ကတော့မြတ်စွာဘုရားတရားနာလို့ကျွတ်တန်းရသွားတာတွေကသုတ်တန်အများတယ်နော်ကျွတ်သုတ်တန်တရားဆိုပေါ်လို့အောင်းမိကြတယ်အဲ့ဒီလိုအထိပ္ပယ်မဟုတ်ဘူးမြတ်စွာဘုရားတရားဟာစကလုံးတိုင်းဟာသစ္စာလေးပါးအခြေခံထားတာတွေကျွတ်ကုန်အမှန်တရား၄ချက်ကိုအဲ့တော့သစ္စာ၄ပါးဆိုတာပြောရမယ်ဆိုရင်ဘာကိုအခြေခံထားတာတော့လို့အချင်းချင်းပြောပါဆိုအကြောင်းနဲ့အကျိုးပဲ
အကြောင်းနဲ့အကျိုးဒီနှမျိုးကိုအခြေခံပြီးတော့ဟောတာအကြောင်းရှိမှအကျိုးဖြစ်တယ်ဒါဗုဒ္ဓဘာသာရဲ့အခြေခံတရားတော်ကိုကြည့်မယ်ဆိုရင်အကြောင်းတရားနဲ့အကျိုးတရားကိုရှင်းပြတာပဲသစ္စာလေးပါးဆိုတာအဲ့ဒါတော့လောကမှာအကြောင်းမရှိဘဲနဲ့ဖြစ်နေတာတခုမှမရှိဘူးဆိုင်ရာအကြောင်းတွေရှိနေအဲ့ဒီအကြောင်းကိုမှန်မှန်ကန်ကန်သိဖို့အရေးကြီးတယ်မမှန်ကန်တဲ့အကြောင်းတွေကလည်းအများကြီးပဲလေဥပမာဒီကဘာကြီးမှာကဘာမြေကြီးဟာဘာကြောင့်ဒီလိုဖြစ်လာလဲဘာကြောင့်ကဘာမြေကြီးပေါ်မှာတောင်ကြီးတွေကမိုးမိုးကြီးတွေဖြစ်နေတယ်လဲဘာကြောင့်တစ်ပင်တွေကအစိမ်းရောင်တွေဖြစ်နေတယ်ဘာကြောင့်တစ်ပင်တွေဒီလိုပေါက်နေတယ်လဲဘာကြောင့်ရေတွေဖြစ်လာတယ်လဲဆိုတာဒါကလွယ်ပြောတဲ့လူတွေကတော့အဖြေမရှာနိုင်တဲ့အခါကျတော့ဘာပြောတော့ဆိုဖရာသခင်ဖန်ဆင်းလို့ပြောကြတယ်ဒါအများစုကဖရာသခင်ဖန်ဆင်းတာအဲ့လိုယူဆတယ်အဲ့တော့ဘုရားမြတ်စွာရဲ့တရားတော်အရာတော့ဘုရားသခင်ဖန်ဆင်းတာမဟုတ်ဘူးတဘာဝတရားရဲ့ပြောင်းလဲမှုတွေနဲ့ဖြစ်စဉ်နဲ့လာတာဥဒုသမုဋ္ဌံလို့ခေါ်တယ်ယာတိဥဒုအပြောင်းလဲကြောင့်ဖြစ်လာတဲ့အရာတွေကြီးပဲအလုံးအဲ့တော့လောကမှာရုပ်တရားနဲ့ပတ်သက်လာလို့ရှိရင်ကံစိတ်ဥဒုအာဟာရသက်ရှိတရားတွေမှာကံစိတ်ဥဒုအာဟာရသက်မဲ့တွေကြတော့ဥဒုဟာအဓိကဥဒုကြောင့်ဖြစ်တာအဲ့ဒီဥဒုကြောင့်ဖြစ်တဲ့အရာတွေဒီပဲနဲ့တရားတွေရဲ့ကံရဲ့အခြေခံမှုလေးတွေလည်းပါလာတာတယ်နော်တရားတွေအတွက်ဖြစ်လာတာလည်းပါတယ်ဒါကြောင့်မို့လို့ကမ္မပစ္စယဥဒုသမုဋ္ဌာန်ကံအခြေခံတဲ့ဥဒုတွေဖြစ်လာတယ်ဒါဥဒုအနေထားပြောင်းလဲသွားသည့်အတွက်ကြောင့်ရေတွေဖြစ်လာတယ်ရေတွေခန်းသွားတယ်တောင်ကြီးတွေဖြစ်လာတယ်မာတဲ့နေရာမာတဲ့ပြော့တဲ့နေရာပြော့တယ်ဆိုတာဒါရာဒီဥဒုချောင်ဖြစ်သွားတာလေနော်ဥဒုဆိုတာဘာကိုခေါ်တာတော့ဆိုအပူဓာတ်ကိုခေါ်တာတေဇောဓာတ်ကိုခေါ်တာအပူဟာအဓိကပဲအပူရော့သွားလို့ရှိရင်အေးဖြစ်တာအပူနဲ့အေးဟာဘယ်ဟာအရှိတုံးလို့ပြောရင်အပူကအရှိပဲနော်အပူကအရှိပဲအပူရော့ကြသွားတာကိုအေးတယ်လို့ခေါ်တာအပူနဲ့ပဲသတ်မှတ်ပြောကြတယ်အေးနဲ့သတ်မှတ်ပြောတာမဟုတ် temperature ဆိုတာအပူနဲ့ပဲသတ်မှတ်ပြောရတယ်အဲ့တော့အပူချိန်ရော့သွားတာအဲ့တော့အပူချိန်ပြင်းထန်လို့ရှိရင်ဖြစ်ပေါ်လာတာတွေကတစ်မျိုးတွေဖြစ်လာတယ်ဟိုအပူချိန်ကြောင့်အေးပျော်သွားတာရှိတယ်အပူချိန်ကြောင့်အခဲဖြစ်သွားတာရှိတယ်ဒါဥဒုပြောင်းလဲမှုဆိုတာမတမထင်ရှားပါတယ်နော်ကြောက်တုံးကြောက်ခဲကြီးတွေဘာကြောင့်မာသွားလဲအပူချိန်ကြောင့်မာသွားတယ်အေးပျော်သွားတာဘာကြောင့်အေးပျော်ဥဒုကြောင့်အပူချိန်ကြောင့်ပဲသူကအပူချိန်ရော့သွားလို့ရှိရင်အေးဖြစ်လာတယ်အဲ့ဒီပြောင်းလဲမှုတွေကိုထိန်းချုပ်နေတာအကြောင်းတရားသည်ဥဒုပဲဖြစ်တယ်ပေါ့ဒါကဘုရားရဲ့ဟောပြောချက်အရာဆိုရင်ဥဒုသည်အကြောင်းတရားလို့တော့အဲ့လိုဆိုင်ရာအကြောင်းတရားတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတာအဲ့တော့ဇာတကဆိုတဲ့မြတ်စွာဘုရားရဲ့ဒေသနာတော်ဟောပြောတဲ့ဒေသနာတော်တစ်ပုဒ်ကတော့လူတွေအတွက်ဘဝသင်ခန်းစာတွေကိုပေးတာမြန်မာနိုင်ငံမှာဇာတကတွေရဲ့ထိရောက်မှုကလွှမ်းမိုးမှုကအဗ္ဗဓမ္မများတယ်လို့ပြော50ဇတ်တွေတဲကနေပြီးအကျိုးသက်ရောက်မှုကြောင့်ဖြစ်ပေါ်လာတာတွေရှိတယ်မြန်မာပြည်မှာသုံးနေတဲ့တက္ကသိုလ်ဆိုတဲ့စကားလုံးက50ရတဲ့ဟာပဲဖြစ်တယ်။ထိစာတကတွေကရလာတဲ့စကားလုံးပဲဖြစ်တယ်။ပါမောက္ခဆိုတဲ့စကားလုံးကလည်းဒီကရတဲ့စကားလုံးပဲ။ဟောအဲ့တော့ပါမောက္ခတို့တက္ကသိုလ်တို့ဆိုတာအဓိတပါမောက္ခဆိုတာဒီကသုံးနေပဲပေါ့နော်။တက္ကသိုလ်ပြည်မှာသိပ္ပတို့ဝိဇ္ဇာဆိုတဲ့ပညာရက်တွေကလည်းပဲဒီကလာတဲ့ဟာတွေပဲအကုန်လုံးအထရတမဟာသိပ္ပဆို18ရသောအတတ်ကြီးတွေအတတ်ပညာတွေဝိဇ္ဇာနဲ့သိပ္ပဆိုပြီးတော့တစ်ချိန်တော့ခွဲတယ်ဗမာပြည်မှာအခုလည်းခွဲတဲ့နေရာတော့ခွဲမှာပေါ့နော်ဝိဇ္ဇာဆိုတဲ့အတတ်ပညာနဲ့သိပ္ပဆိုတဲ့အတတ်ပညာမတူကြဘူးဝိဇ္ဇာဆိုတဲ့အတတ်ပညာကြတော့ तू က
ဆရာနဲ့တပည့်တူအောင်သင်လို့မရဘူးသူကဘာဖြစ်လို့တော့ဆိုလို့ရှိရင်ဝိဇ္ဇပညာရပ်ကအမှန်တမ်းလေးနဲ့တော့တပည့်ကဆရာတဲ့လည်းတာကျင်သွားတယ်အခြေခံအသိဉာဏ်နဲ့သွားပြီးတော့ပတ်သက်တယ်ဥမာပကြီးဆွဲတယ်ဆိုတာပကြီးသင်္นานသာသင်လို့ရတာဒါပေမဲ့လက်ရကြတော့မတူကြတော့ဘူးတုံးနဲ့တူလက်ရဆိုတာမတူနိုင်ဘူးစိတ်ကူးစိတ်တန်းနေနဲ့ပတ်သက်လာတာပေါ့အဲ့ဒါကြောင့်လက်ထပ်တင်ပြီးတော့ပုံစံတိုင်းဖြတ်လို့မရနိုင်တဲ့အရာတွေပေါ့သိပ္ပဆိုတာကြတော့အဲ့ဒါဖြတ်လို့ရတယ်ရှင်းတော့ကတော့လက်မှုအတတ်တွေကိုသိပ္ပလို့သုံးတယ်ဗေဒင်တို့ဘာတို့အဲ့ဒီလိုအတတ်တွေစေပညာတွေကြောင့်ဝိဇ္ဇာလို့သုံးတယ်ဒီတရားဓမ္မနဲ့ပတ်သက်တဲ့အတတ်ပညာတွေကိုလည်းဝိဇ္ဇာလို့ပဲသုံးတယ်အဲ့လိုမြတ်စွာဘုရားရဲ့တရားတော်တွေထဲမှာမှတ်သားဖို့ရမြောက်များစွာရှိတယ်တဲ့မယ်အခြေခံကျင့်စဉ်တွေနဲ့ပတ်သက်တဲ့ဟာလေးတွေကိုမြတ်စွာဘုရားဟောတာစာတကဆိုပြီးတကယ်အဖြစ်အပျက်တွေကိုဘဝမှာသင်ခန်းစာယူပြီးတော့ရှောင်ရန်ဆောင်ရန်အတွက်ဟောခဲ့တာဖြစ်လို့လူလောကအတွက်များစွာအကျိုးပြုတယ်သို့တော့ဒီတရားတော်အဓိကတရားလားလို့ဆိုအဓိကတရားတော့မဟုတ်ဘုရားဘာသာရဲ့ဘုရားရဲ့အဓိကတရားသစ္စာလေးပါပဲဖြစ်တယ်သစ္စာလေးပါးကိုသိမှတကယ်ကိုမြတ်စွာဘုရားရဲ့တရားအစစ်ကတော့သစ္စာလေးပါပဲကျန်တာတော့ဘုရားမပွင့်လည်းပဲဒါတွေကရှိတယ်နော်ကာဘသီလတို့လည်းရှိတယ်ဒါနလုပ်တာတို့သီလလုပ်တာမိဘယုသေးလေးစားဒါတွေကရှိတယ်ငကိုယ်တည်းရှိတယ်စီပွားလုပ်ပုံလုပ်နည်းတွေကိုကျင့်တရားကောင်းမွန်တာတွေဒါတွေရှိတယ်အချုပ်ပြောမယ်ဆိုရင်ဘုရားပွင့်မှပေါ်လာတာဝိပဿနာတရားပဲအဲ့ဒါတော့ဒီဘုရားပွင့်မှထူးခြားတာသမထတောင်မှဘုရားမပွင့်ငင်လည်းရှိတယ်သမထကျင့်စဉ်နေဇာပိညင်နေတကိုးဣတိပတ်တွေကငကိုယ်တည်းရှိတယ်မြတ်စွာဘုရားကမှန်ကန်တာတွေဆိုလက်ခံထားတယ်မှန်ကန်တဲ့အကြောင်းအရာတွေကိုညှင်းပယ်တာမဟုတ်ဘူးအလုံးကိုပယ်ပြရမှလည်းမဟုတ်ဘူးအလုံးကိုလက်ခံရမှလည်းမဟုတ်ဘူးလက်ခံတဲ့နာကိုလက်ခံတယ်ညှင်းပယ်တဲ့နာကိုညှင်းပယ်တယ်အဲ့တော့ဖျားပွင့်လာမှသိရတာတော့ဝိပဿနာတရားပဲဝိပဿနာတရားကမှရှင်ထဲမှာရှိတဲ့ဆွဲလန်းနေတဲ့ဆွဲလန်းနေတဏှာရကတွေမှားယွင်းနေတဲ့အမြင်တွေကိုဖယ်ရှားပြနိုင်တာဖြစ်တယ်အဲ့ဒီဖယ်ရှားပြမှမဲ့ဆိုတာရနိုင်တယ်ဖို့ဆိုတာရနိုင်တယ်မဲ့ရမှာကိလေသာတွေကိုဖယ်ရှားနိုင်တယ်ဖို့ရမှာကိလေသာတွေကလုံးဝငြိမ်းသွားပြီးတော့အေးချမ်းမှုဆိုတာကိုရနိုင်တယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်လို့ဆိုတာအဲ့ဒါကတော့တကယ်အဆင့်မြင့်တရားပဲအဲ့တော့အဆင့်မြင့်တရားကလူတိုင်းအတွက်တော့ဖြစ်ချင်မှဖြစ်မယ်ဘာဖြစ်လို့တော့ဆိုမြတ်စွာဘုရားကဓမ္မတရားကုံတော်နဲ့ပတ်သက်ပြီးဟောထားတဲ့ထဲမှာပစ္စတံဝေရိတဘောဝိညူဟိဝိညူဟိဆိုတဲ့စကားလုံးကဝိညူဆိုတာသူများတဲ့ပို့ပြီးတော့သိတယ်ထူးထူးခြားခြားသိတဲ့ပုဂ္ဂိုလ်တွေကိုဝိညူလို့ခေါ်တာဝိဆိုတာထူးထူးခြားခြားထူးခြားထက်မြက်စွာညူကသိတာထူးထူးခြားခြားသိတယ်မြန်မာလူကတော့ပညာရှိလို့ပဲပြန်လိုက်တာပေါ့နော်အဲ့ဒီထူးခြားတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မျိုးသားလင်ပစ္စတံဝေရိတဘောကိုယ်တွေ့သိရှိခံစားနိုင်တယ်လို့ပြောတယ်ဒါကတော့တကယ်အဆင့်မြင့်တဲ့တရားပဲဘုရားတရားတော်တွေကအဆင့်မြင့်တဲ့တရားတွေကိုပစ္စတံဝေရိတဘောဝိညုဟိဒီသုံးခုပဲပန္တိတဝေရဏီယောပညာရှိတွေသာသိနိုင်တဲ့ခက်ခဲနေတဲ့တရားတွေဆိုပါစို့ဘာပြောတာတော့ဆိုပုဂ္ဂိုလ်တ attva ဆိုတာမရှိဘူးဓမ္မတတ္တတာဖြစ်တယ်ဆိုတဲ့ဟောပြောဆုံးမချက်တွေဟာငါဆိုတာမရှိဘူးငါမရှိသည့်အတွက်ကြောင့်ငါဟာဆိုတာလည်းမရှိဘူးငါမှမရှိရင်ငါဟာလည်းမရှိနိုင်ဘူးဒါတွေကအထင်မြင်သက်သက်များတာဖြစ်တယ်ပုဂ္ဂိုလ်တ attva အမျိုးသားအမျိုးသမီးယောက်ျားမိန်းမဆိုတာတွေကလည်းမရှိဘူးအခေါ်သက်သက်များတာဖြစ်တယ်တကယ်ရှိကယုံနဲ့နံတာဖြစ်တယ်ဆိုတဲ့ဒီဟောပြောချက်တွေကြတော့ဝိပဿနာဟောပြောချက်တွေကြတော့မြတ်စွာဘုရားပွင့်မှသိတဲ့ဟာတွေဒါတွေက
ဒါကြောင့်မို့ဘုရားပွင့်မှာဟောတဲ့တရားတွေကိုဂမ်ဘီရာတဲ့နည်းနည်းတယ်နဲ့လို့မထောက်မိနိုင်ကြဘူးဒုဒ္ဒတာမြေမိုးခက်တယ်အဲ့ဒီတရားတွေကဘယ်တရားတွေတုံးလို့နည်းနည်းချက်ပြောမဆိုရင်ပရိစ္ဆေသမုပ္ပါဒ်နဲ့နိဗ္ဗာန်ဒီတရားနှစ်ခုကခက်ခဲဆုံးနည်းနည်းဆုံးတရားတွေပဲပရိစ္ဆေသမုပ္ပါဒ်ဆိုတာထပ်ချုံလိုက်ရင်သစ္စာ၄ပါးပဲလေသစ္စာ၄ပါးကတခြားပရိစ္ဆေသမုပ္ပါဒ်ကတခြားတွေလို့တော့မဟုတ်ဘူးအမြော့အခေါ်သာပြောထားတာနော်ပဋိစ္စသမုပ္ပါဒ်ဆိုတာအကြောင်းတစ်ခုကိုမှီပြီးတော့မှအကျိုးကိုထုတ်လုပ်တဲ့အကြောင်းတရားအကြောင်းတရားကိုပြောတာပရိစ္ဆေသမုပ္ပါဒ်ဆိုတာအကြောင်းတရားပရိစ္ဆေသမုပ္ပန္နလို့ပြောမှအကျိုးတရားနော်ပရိစ္ဆေသမုပ္ပါဒ်နဲ့ပရိစ္ဆေသမုပ္ပန္နဆိုတဲ့စကားလုံးနှလုံးရှိတယ်ပဋိစ္စသမုပ္ပါဒဆိုတာအကြောင်းတရားအဲ့ဒီအကြောင်းကိုစကားလုံးနှလုံးနဲ့ပြောထားတဲ့ပဋိစ္စရဲ့သမုပ္ပါဒရဲ့ဘာအဓိပ္ပာယ်တော့ဆိုရင်အကြောင်းတရားသည်ပင်သူ့ဟာသူအကျိုးကိုမထုတ်လို့နိုင်ဘူးတစ်ခုခုကိုမှီပြုပြီးမှထုတ်လို့နိုင်တယ်ဥပမာမဲ့သစ်ပင်မျိုးစိတ်လေးကနေအပင်ပေါက်တယ်လို့ဆိုပေမဲ့လို့ဒီမျိုးစိတ်လေးကအပင်ကိုဖြစ်စေဖို့အတွက်မြေနဲ့ရေကိုအမှီပြုရအောင်မယ်ဟုတ်တယ်မဟုတ်မြေရေပပရင်သူကဒီမျိုးစိတ်လေးကအပင်ကိုမထုံးနိုင်ဘူးအဲ့ဒါကိုပြောတာပဋိစ္စဆိုတာတခုခုကိုအမိပြုပြီးတော့မှသမုပ္ပါဒဖြစ်စေနိုင်တာဆိုတော့မိတော့ကလေးအခုလို့အလင်းရောင်ရနေတယ်ဆိုတော့မိတော့ကလေးအလင်းရောင်ပေးတယ်မိတော့ကလေးကအလင်းရောင်ကိုထုတ်တယ်အဲ့တော့လျှက်စစ်မိကလည်းအလင်းရောင်ကိုထုတ်တယ်လျှက်စစ်မိကတခြားအလင်းရောင်ကတခြားသူတို့မှတ်သားလျှက်စစ်မိကြောင့်မို့လို့အလင်းရောင်ထွက်လာတာအဲ့ဒီလျှက်စစ်မိလေးကဆိုင်ရာအကြောင်းတစ်ခုကိုအမိပြုပြီးမှဒီအလင်းကိုထုတ်ပြီးလို့ရတယ်သူကသူမထုတ်နိုင်ဖျောင်းနိုင်မိလေးကလည်းဖျောင်းစီတို့မိဆန်တို့အဲ့ဒီနှစ်ခုပေါ်မှာသူကယက်တည်တယ်ယက်တည်ပြီးတော့မှအဲ့ဒီကနေပြီးမှသူကအလင်းကိုထုတ်ပြီးနိုင်တယ်အဲ့ဒါကိုပြောတာပဋိစ္စသမုပ္ပါဒဆိုရှင်းရှင်းလေးသဘောပေါက်ဖို့နော်အကြောင်းတစ်ခုကိုအမိပြုပြီးတော့မှအကျိုးတရားကိုထုတ်နိုင်တဲ့အကြောင်းတရားကိုပရိစ္ဆေသမုပ္ပါဒလို့ခေါ်တယ်သူထုတ်တဲ့အကျိုးတရားကြတော့ပရိစ္ဆေသမုပ္ပန္နတော့မြတ်စွာဘုရားတရားတော်တွေဟာပထမ first course ဆိုတာမရှိဘူးနော် first course မရှိဘူး courseless course မရှိဘူးအကြောင်းမရှိတဲ့အကြောင်းတရားဆိုတာမရှိဘူးနော်အလုံးဟာအကြောင်းတရားတွေရှိနေတယ်ဒါကြောင့်မို့ပရိစ္ဆေသမုပ္ပါဒလို့သုံးတာတော့အဲ့ဒီတရားတွေကြတော့နည်းနည်းတယ်လို့ပြောရမှာဇာရကဒေသနာတော့ဟောပြီးတိုင်းမြတ်စွာဘုရားကသစ္စာလေးပါးနဲ့ဆုံးသတ်တယ်ဇာရကဒေသနာဘာအတွက်ဟောတာတော့ဆိုလူတွေရဲ့ဘဝသင်္ကန်းရာနဲ့စိတ်ထက်ခွန်အားအတွက်ရှေ့ပိုင်းကလုပ်ပေးတာဒါကြောင့်ဇာရကဒေသနာတော်တွေကလည်းတစ်ခါကြတော့ဘဝအတွက်နေ့စဉ်နေထိုင်မှုအတွက်အမြဲတမ်းအသုံးဝင်တယ်တဲ့ဒါကြောင့်ဒီနေ့အငင်းပွားရင်ဆုံးရှုံးမှုနဲ့သာရင်ဆိုင်ရမည်ဆိုတဲ့သင်္ကန်းစာပေးတဲ့ဇလန်းလေးတစ်ခုကိုဟောရအောင်ဒီဇလန်းကတော့ရိုးပါတယ်လူတွေကြားဘူးနေတဲ့ဇလန်းပါပဲအငင်းပွားတာကိုပါဠိလိုဝိဝါဒလို့ခေါ်တယ်ဝါဒဆိုတဲ့စကားလုံးကဗမာစကားလို့ဖြစ်နေပါပြီပါဝါဒညာဝါဒနဲ့ဝါဒဆိုတာပြောဆိုစရာအပြောအဆိုလူတွေဘာတွေပြောနေကြသလဲဘာအကြောင်းပြောသလဲဘာဝါဒရှိသလဲဆိုတာဒီဝါဒဆိုတာ policy ပဲသူပြောချင်တဲ့အချက်လက်တွေပဲနော်ဒီမိုကရေစီဝါဒဆိုတာပြောကြတယ်လေ socialist ဝါဒပြောစီစရာတွေပဲသူတို့ရဲ့ policy တွေကိုပြောတာပဲဒါဗုဒ္ဓဝါဒအဲ့ဒီမှာဝါဒဆိုတာတွေကအမျိုးမျိုးရှိသည့်အတွက်ကြောင့်ရှေ့ကဝိဆိုတာလေးထည့်လိုက်တဲ့အခါကျဝိဝါဒအဲ့ဒီစကားလုံးကြတော့ဘာဖြစ်တော့ဆိုဝိဆိုတာမတူတဲ့ဝါဒပြောဆိုမှုအယူဝါဒကွဲပြားမှုလို့ဆိုလို့တယ်ပေါ့အဲ့တော့ဝိဝါဒဆိုတာကလူလောကမှာဖြစ်နေကြဝိဝါဒနဲ့ပတ်သက်လာတဲ့အခါကျရင်လူတွေကအချင်းများကြတယ်အချင်းများတော့ဘယ်ရောက်တော့တရားယုံရောက်ကြတယ်ပေါ့
ညင်းကြတယ်ခုံကြတယ်သူဟာမှန်ငါဟာမှန်လောကမှာအငြင်းပွားမှုဆိုတာအမျိုးစုံရှိတယ်နောက်ပိုင်းကျတော့ဘာတွေဖြစ်လဲပိုင်ဆိုင်မှုအငြင်းပွားတယ်မြေအငြင်းပွားမှုနော်ပိုင်ဆိုင်မှုအငြင်းပွားမှုအငြင်းပွားတာတွေအများကြီးဖြစ်လာတယ်နောက်ပိုင်းကျဟိုတယောက်ကသူ့ပိုင်နဲ့ပြောတယ်ဒီတယောက်ကလည်းသူ့ပိုင်နဲ့ပြောတယ်နော်တယောက်နဲ့တယောက်ဟာကိုယ်ပိုင်နဲ့ကြီးပဲပြောနေကြတာအဲ့ဒီတယောက်နဲ့တယောက်ဒီလိုပြောဆိုမှုတွေဟာကွဲပြားခြားနားပြီးအငြင်းပွားလာလို့ရှိရင်နှစ်ယောက်စလုံးဒုက္ခရောက်မယ်တဲ့ဒီသင်္ကန်းစပေးတာနှစ်ယောက်စလုံးအရှုံးမယ်ဟုတ်တယ်လေတရားလူတရားခံဆိုတရားရုံရောက်ရင်နှစ်ဖက်စလုံးကပေးရတာပဲပတ်စံကုန်ပြီသားမှတ်ပြီးတော့ဒါဆုံးရှုံးမှုပဲလေဟိုလူလည်းကုန်ပြီသားမှတ်ဒီလူလည်းကုန်ပြီသားမှတ်သို့သောလူတွေကမာနတွေတို့ဒေါသတွေတို့အဲ့ဒါတွေကိုမကြော်လွန်နိုင်လို့အငြင်းခုန်လုပ်နေကြတာငြင်းခုန်တာဟာယင်ထဲမှာဘာတွေရှိလို့ငြင်းခုန်တာတော့ဆိုတာရသော်ဗျာဝိဝါဒမူလသုတ်တံမှာဟောထားရှိတယ်လူတွေအငြင်းခုန်ဖြစ်နေတာချားမဟုတ်ဘူးတဲ့ရှင်တွေကဒေါသတွေရှိတယ်အညှိုးတေးတွေရှိတယ်ရှင်တွေကဒေါသရဲ့အညှိုးတေးရဲ့ပြီးတော့လူတွေဟာခြေဆုတရားကိုမသိတတ်လို့ခြေဆုကမ်းတာတွေတို့ဂုံတုဂုံပြိုင်လှုပ်ချင်တာတွေတို့မနာလိုစိတ်တွေတို့ကိုယ်သာကြီးပွားခြင်းနဲ့စိတ်တွေတို့အိတ်တာမစ္စရိယအဲ့ဒီစိတ်တွေကြောင့်မို့လို့လောကကြီးကအငြင်းပွားနေတာအဓိကအငြင်းပွားခြင်းအကြောင်းကအဲ့ဒီအကုသိုလ်တရားတွေပဲဝိဝါဒမူလသုတ်တံမှာဝိဝါဒ6မျိုးဟောထားတာရှိတယ်ဝိဝါဒဖြစ်ခြင်းအကြောင်း6မျိုး6မျိုးဆိုတာအဲ့ဒီပြောတယ်ခုနမခံခြင်းစိတ်တွေတို့အညှိုးတေးတွေတို့နောက် jealousy တွေတို့ကိုယ်သာလှုပ်ချင်တဲ့ selfishness တွေတို့အဲ့ဒါတွေကြောင့်မို့လို့လူတွေအငြင်းပွားနေကြတာဟာတဲ့အဲ့လိုအငြင်းပွားပြီဆိုလို့ရှိရင်အငြင်းပွားသူ2ယောက်စလုံးဒီအရှုံးနဲ့ပဲကြုံရမယ်ဘယ်သူမှအမြတ်မရဘူးလို့ဆိုလို့တယ်အဲ့ဒါကိုသင်္ကန်းစာပေးထားတာ2ယောက်စလုံးအရှုံးဘယ်သူရသွားတော့ဆိုဂျားလူတယောက်ကရသွားတယ်လက်တွေ့ကြကြပြောမယ်ဆိုလို့ရှိရင်အငြင်းပွားရင်ဘယ်ရောက်တရားရုံရောက်တော့ဘယ်သူတွေစသွားကြတော့ဒါတော့ပြောစရာမလိုအောင်သိနေကြတယ်ဘယ်သူတွေရသွားတာဘယ်သူတွေကြွယ်ဝသွားကြတော့ဘယ်သူတွေချမ်းသာသွားကြတော့ဒီလူတွေက2ယောက်စလုံးကပေးလိုက်ရပြီလေဘယ်သူမှအမြတ်မရ2ယောက်စလုံးရှုံးတယ်အဲ့ဒီဟာကိုသေယုတ်ဖော်ထားတာပါဒီဇလံဒါကိုမြတ်စွာဘုရားဒါဖျားဟောတဲ့အတိုင်းပြောတာပါဘုံဘုံနော်မြတ်စွာဘုရားဒီဇလံမှာဏိကုံးချုပ်လေးပါဟောတော့ဆိုဧဝမေဝမနုဿေတုဝိဝါဒောယထသာတိလူလောကအတိုင်းဝိုင်းကြီးတွေမှာတဲ့တဦးနဲ့တူအချင်းများပြီဆိုလို့ရှိရင်တဲ့ဓမ္မထံပฏิဝေဒန္တိဓမ္မထဆိုတာတရားသူကြီးစီပြေးကြရတယ်တဲ့တရားယုံကိုပြေးကြရတယ်ငြင်းပွားပြီဆိုလို့ရှိရင်တရားယုံရောက်သွားကြပြီဒီလိုဆိုလို့တယ်ဓမ္မထံပฏิဒါဝန္တိတဲ့ဓမ္မထဆိုတဲ့တရားသူကြီးထံပြေးသွားကြတယ်တဲ့သောဟိနေတံဝိနာယကောတဲ့ဘာလို့လို့ဆိုသူကပဲဆုံးဖြတ်ပေးမှာအမှားမှန်ကိုသူကဆုံးဖြတ်ပေးမှာမို့သူစီပြေးကြရတယ်တဲ့အဲ့ဒီပြေးတဲ့အခါကျတော့ဘာဖြစ်တုံးဆိုနော်တဏှာပိတထဇီယန္တိတဲ့ပစံကုန်ကြပြီတဲ့အဲ့ကြတရားသူကြီးပေးရမယ်ရှေ့နေပေးရမယ်ရဲပေးရမယ်ပေးကြတယ်အများကြီးဖြစ်လာပဲပေးဟိုပေးဒီပေးတရားလူကလည်းပေးတရားခံလည်းပေးအဲ့ဒါကြောင့်မြတ်စွာဘုရားတဏှာပိတထဇီယန္တိတဲ့အဲ့ရုံရောက်ပြီဆိုလို့ရှိရင်ပစံကုန်ပြီသာမှတ်ပြီတော့တဲ့အခုခေတ်ပြောတာမဟုတ်ဘူးဒါမြတ်စွာဘုရားဟောခဲ့တာတကယ်တဏှာပိတထဇီယန္တိတဲ့ဘယ်ခေတ်ဖြစ်ဖြစ်ဒီတိုင်းပဲခဏခေတ်မူဒီလိုဖြစ်နေတယ်လို့မအောင်မေ့လေနဲ့လူတွေရှိနေသမျှဒီအကျင့်တွေရှိမှာပဲเนาะအဲ့တော့တဏှာပိတထဇီယန္တိရာဇကောသောပဝတ္တိတဲ့ဘယ်ရင်ကတော့ဝင်ငွေတွေကောင်းသွားပြီတဲ့တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရတွေကဝင်ငွေရသွားပြီတရားရုံးကအခွန်တွေရလိုက်ပြီလို့ဆိုလို့တယ်နော်
အဲ့တော့တရားရင်ဆိုင်တဲ့လူနှစ်ယောက်စလုံးကတော့ဘာတော့အရှုံးနဲ့ပဲရင်ဆိုင်ရတယ်အဲ့ဒါကိုပြောတာအငင်းပွားရင်ဆုံးရှုံးမှုနဲ့သာရင်ဆိုင်ရမည်သို့တော့မရင်ဆိုင်ရဘူးလားဆိုရင်ဆိုင်တာပဲအမှုတွေကိုအများကြီးပဲနေစဉ်နဲ့များအမှုတွေလျှော့ပေးကြလားဆိုမပေးကြဘူးကုံမသာကုံရောအဲ့တော့လူလောကကအဲ့လိုဖြစ်နေတဲ့အကြောင်းကိုမြတ်စွာဘုရားကသင်္ကန်းစာပေးတဲ့အနေနဲ့ဟောတာပါဒီသုတ်တာဒီတရားတော်ဒီဇက်ရဲ့နာမည်ကတော့ဓဗ္ဗပုပ္ပစာတကဓဗ္ဗပုပ္ပဆိုတာမွေမြေခွေးတဲ့ကောင်ရဲ့နာမည်ဓဗ္ဗပုပ္ပဆိုသူ့အယောင်ကိုကြည့်ပြီးတော့ဟောထားတာနော်အဲ့တော့ဒီဇလံမှာအတိတ်ဇလံကိုပြောမယ်ဆိုရင်ရှေးတုန်းကမြေကမ်းခြေတစ်ခုမှာဖះလောင်းကမြတ်စွာဘုရားသူကိုယ်တိုင်မြေကမ်းခြေကတစ်ပင်တစ်ပင်မှာယုတ်ကစိုးဖြစ်ခဲ့တယ်တဲ့အဲ့တော့သူကိုယ်တိုင်ယုတ်ကစိုးအဲ့တော့အဲ့ဒီတောအုပ်ထဲမှာမြေခွေးပူနဲ့မြေခွေးမမြေခွေးဒီနဲ့မြေခွေးမသူတို့နှစ်ကောင်ရှိကြတယ်အဲ့မြေကမ်းကြီးမြေကမ်းကြီးတနေရာမှာသူကနေတာမြေကမ်းကြီးမှာလှဲ့လှဲ့ပြီးတော့ကျက်စားတယ်အဲ့မြေခွေးနှစ်ကောင်ကတနေ့ကျတော့မြေခွေးမကမြေခွေးဒီကိုပြောတယ်တဲ့သူငချင်းသားစားခြင်းနဲ့ပေါ့သူတို့လည်းကမ်းခြေမှာနေတယ်ဆိုတော့ငါးသားခဏခဏစားပုံရတယ်ငါးကိုရေတွေကငါးဆိုတာလည်းတစ်ခါတလေရေတွေကနေခုံပြီးကုန်းပေါ်ရောက်ချင်ရောက်လာတာလေအဲ့တော့ကမ်းဆက်မှာသူတို့ကငါးသားခဏခဏစားတော့အဲ့တော့ငကျင်းသားကိုစားခြင်းတယ်လို့ပြောတော့မြေခွေးဘူကကဲအေးစစ်စစ်နေငါရအောင်ရှာခဲ့မယ်ဆိုပြီးတော့မြစ်ကမ်းကြီးကိုလှည့်လည်ပြီးတော့သွားတာမြစ်ကမ်းကြီးကိုသွားတယ်တဲ့အဲ့ဒီမြစ်ကမ်းကြီးရောက်တဲ့အခါကျတော့သူဘာတွေ့တော့ဆိုသဲတောင်မြေပေါ်မှာဖြတ်နှကောင်သွားတွေ့တယ်ဖြတ်နှကောင်သွားတွေ့တယ်အဲ့တော့ဖြတ်နှကောင်ကရေနဲ့ထဲမှာကျက်စားပြီးတော့ဖြတ်နှကောင်ကတော့ကမ်းခြေမှာကျက်စားတယ်ရေနဲ့ထဲကျက်စားတဲ့ဖြတ်ကိုဂံဗီရစာရီလို့ခေါ်တယ်ကမ်းခြေမှာကျက်စားတဲ့ဖြတ်ကိုတော့အနုတီရစာရီလို့ဒီလိုနာမည်ပေးထားတယ်အဲ့တော့ဒီနေ့ကျတော့ရေနဲ့ထဲမှာကျက်စားတဲ့ဖြတ်နှကောင်ကရေထဲမှာထိုးဆင်လိုက်တဲ့အခါငကျင်းကြီးတကောင်ကိုကိုက်ပြီးသွားတယ်ရသွားငကျင်းကြီးကကြီးတဲ့အခါကျတော့သူ့တကောင်နဲ့မနိုင်ဘူးငချင်းကရေနဲ့ထဲကိုဆွဲသွားတဲ့အခါကျတော့ဖြန်ကမနိုင်ဘူးမနိုင်တော့သူ့တငယ်ချင်းကိုလှမ်းခေါ်တာဝိုင်းကူအောင်လို့လှမ်းခေါ်တော့နော်ဝိုင်းကူအောင်ငါကြီးကကြီးတယ်ပေါ့အတယောက်တည်းမရဘူးဝိုင်းကူစားမလို့ခေါ်လိုက်တဲ့အခါကျတော့သူကသွားပြီးတော့ကူတာပေါ့နော်ဝိုင်းပြီးတော့နှစ်ကောင်ဝိုင်းပြီးတော့ဆွဲလိုက်တဲ့အခါကျတော့ဖြန်ရလာဖြန်ကအဲ့ဒီငါးကြီးကိုပြီးလာခဲ့တယ်ပြီးလာခဲ့ပြီးတော့တက်တောင်မြေပေါ်ရောက်လာဖမ်းလာကြတယ်သူတို့နှစ်ကောင်ဝိုင်းပြီးတော့ဖမ်းတော့ပြီးလာတော့အဲ့လိုပြီးလာတဲ့အခါကျတော့ကဲတို့နှစ်ကောင်ခွဲဝေကြမယ်ငချင်းကြီးတစ်ကောင်ကိုခွဲကြမယ်လို့ဆိုတော့အချင်းများပြီအဲ့ကြတော့ तू ကခေါင်းပိုင်းလိုချင်တယ် तू ကအပြီးပိုင်းလိုချင်တယ်ခေါင်းပိုင်းနဲ့အကောင်းဆုံးနေရာကိုလို့ရွေးကြပြီပေါ့လေဟိုကလည်းငါအရင်တွေ့တာဒီကလည်းမင်းငါကူလို့ရတာပရမတ်တွေ့တဲ့ကောင်လည်းငါအရင်တွေ့တာငါအရင်ဖမ်းတာအဲ့တော့ငါအကောင်းတဲ့အပိုင်းကိုရသင့်တယ်ဟိုကလည်းပဲမင်းငါမကူလို့ရှိရင်ရမလားငါကူလို့ရတာ
မင်းနဲ့ငါတူတူလုံးရတာပဲလောကလူတွေကလေလောဘကိုအကြောင်းပြုလာလို့ရှင်အဲ့လိုပြောလေးရှိကြတယ်ကိုရဖို့ခွင့်ရတော့တပြားသားမှမလျှော့ကျင်ကြဘူးနှစ်ယောက်နော်မလျှော့ဘူးဟိုကလည်းငကျင်းမှာအကောင်းဆုံးအစီရှိတဲ့နေရာကိုလိုချင်တယ်ခေါင်းကိုတော့သူမှမလိုချင်ဘူးရိုးများတယ်ပေါ့အဲ့ဒီလိုအချင်းများနေကြတာခေါင်းပိုင်းမိပိုင်းခွဲဝေဖို့ခက်နေတာငကျင်းနာကိုထိုင်ပြီးတော့ဖြတ်နှကောင်ကအဲ့ဒီလိုအချင်းများနေတဲ့ခါမှာခုနကငကျင်းသားရှာရင်ကမ်းခြေကိုရှောက်လာတဲ့မြေကွေးနဲ့သွားတွေ့တယ်မြေကွေးနဲ့သွားတွေ့တော့ဖြတ်နှကောင်ကပြောတယ်တဲ့ဒီငကျင်းကျွန်တော်တို့မိထားတယ်တယောက်နဲ့တယောက်အဝေးမတည့်ဘူးအချင်းများနေတယ်အဲ့ဒါဆုံးဖြတ်ပေးသမှာကံဗီရာစာရိသရေနဲ့မှကျက်စားတဲ့ဖြန်းကဒါသူပထမဆုံးသူတွေးတာသူတွေးလို့သူဖမ်းမိတာအဲ့ဒါကြောင့်မို့သူအကောင်းရတဲ့နဲ့ပေါ့ဟိုနောက်မှကူတဲ့အနုတီရာစာရိဆိုရရေနဲ့ကျက်စားတဲ့ဖြန်းကလည်းသူမကူရင်ဒီငါလွတ်သွားတော့မှာပဲတဲ့သူကူလို့ရတာအဲ့သူလည်းအကောင်းရတဲ့နဲ့ပေါ့ပြောပြီးတော့သူကဘာပြောတော့ဆိုဝိဝါဒောနောသမုပ္ပန္နောတဗ္ဗပုပ္ဖသူနောဟိမေပြေကွေးကိုကျွန်တော်တို့ပြောတာကိုနားထောင်ပါကျွန်တော်တို့နှစ်ယောက်အဝေးမတည့်ဘူးချင်းများနေတယ်တဲ့သမေဟိမေရကံသမ္မာဝိဝါဒောဥပသမတံကျွန်တော်တို့နှစ်ယောက်အချင်းများနေတာကိုဖြည့်ရှင်းပေးပါတယောက်နဲ့တယောက်အဝေးမတည့်တာကိုဖြည့်ရှင်းပေးပါလို့မြေခွေးကိုသွားပြီးတော့သူတို့ကအာကိုတကြီးပြောလိုက်တဲ့အခါမြေခွေးကဘာပြောတော့ဆိုဓမ္မထောဟံပုရိအာသိငါကအရင်တော့တရားရုံးမှလှုပ်လှုပ်ခဲ့တယ်တဲ့တရားသူကြီးဖြစ်ခဲ့ဘူးတဲ့ပေါ့ငါတရားသဖြင့်ဖြည့်ရှင်းပေးနိုင်တယ်ဓမ္မထောဟံပုရိအာသိအရင်တော့ငါတရားသူကြီးလုပ်ခဲ့တာတဲ့ဘဟုအတ္တပေတိရိတာငါတရားတပေါင်းတွေအငင်းပွားမှုတွေငါအများကြီးဆုံးဖြတ်ခဲ့တယ်ကြွားလုံးထုတ်ပြီးတော့သမေမိမေရကံတမ္မာဝိဝါဒောဥပတ္တမတံမင်းတို့အကျဉ်းမွားမှုကိုငါမျှမျှတတငါဆုံးဖြတ်ပေးနိုင်တယ်ငါဒီတရားဆုံးဖြတ်တဲ့နေရာမှာငါကျွမ်းကျင်တယ်ပေါ့ရင်တော့ငါတရားသူကြီးဟောင်းပေါ့သူလုပ်ပေးနိုင်တယ်လို့သူကအဲ့လိုပြောတယ်အဲ့လိုပြောပြီးတော့သူစီကအဆုံးဖြတ်တောင်းတဲ့ကသူကဘာပြောတော့ဆိုအနုတီရစာရိနင်္ဂုဋ္ဌံတိတံကမိရစာရိနောငါဆုံးဖြတ်ပေးမယ်တဲ့မင်းတို့နားထောင်တယ်ဒီရင်နဲ့ပိုင်းချက်စားတဲ့ဖြန်းကမင်းကအမိပိုင်းကိုယူတဲ့တိတံကမိရစာရိနောခေါင်းပိုင်းကိုတော့ရှင်နဲ့ချက်စားတဲ့မင်းကယူတဲ့ခေါင်းနဲ့ငါကခေါင်းနဲ့ရေနဲ့ကိုကူးသွားတာအဲ့ဒါကြောင့်မို့ခေါင်းပိုင်းကမင်းနဲ့တော်တယ်ဟိုကောင်ကအမီးကိုဝိုင်းဆွဲရတာဖြစ်တော့မင်းအမီးပိုင်းယူတယ်အစ္ဆာယံမစ္စည်းမောခန္ဓာဓမ္မထတဝိသတိကြံတဲ့အလယ်ပိုင်းကတော့တရားသူကြီးဖြစ်တဲ့ငါအတွက်ပဲအဲ့ဒါတရားသူကြီးဆုံးဖြတ်လိုက်တာရေကွေးတရားသူကြီးဆုံးဖြတ်တဲ့ဟာနော်မင်းကအမြီးပိုင်းယူမင်းကတော့အနဲ့ခေါင်းပိုင်းယူအလယ်ပိုင်းဆိုတာအကောင်းပဲအသားရည်ကြီးပဲလေခေါင်းဆိုတာလည်းအယူများတယ်ဘာမှစားကြမရှိဘူးအမီးဆိုတာလည်းစားကြမှမရှိတာအဲ့တော့အလယ်သားကိုသူယူမယ်ဆိုပြီးတော့ငါးကိုကိုက်ဖြတ်ပြီးသုံးပုံပြီးတော့အဲ့လိုတရားဆုံးဖြတ်ပေးလိုက်တယ်အဲ့လိုတရားဆုံးဖြတ်ပေးလိုက်တဲ့အခါကျတရားဆုံးဖြတ်ပြီးအလယ်ပိုင်းအကောင်းစားကိုသူကယူပြီးတော့သွားပါလေရောအဲ့ဒီတော့ဖြတ်နှစ်ကောင်ကကောင်းရတဲ့ဖြန်းအမီးရတဲ့ဖြန်းကောင်းရတဲ့ဖြန်းကလည်းပဲခေါင်းကိုမစားနိုင်ဘူး
ကလည်းအလဲပိုင်းလိုချင်တာအမီးရတဲ့ဖြံကလည်းပဲသူကအလဲပိုင်းလိုချင်တာနှစ်ဦးစလုံးကမကောင်းတာကိုရလိုက်ရတယ်အကယ်၍သာသူတို့မျှမျှတတာခွဲဝေကြမယ်ဆိုလို့ရှိရင်ဒါတော်တော်ကြာအောင်စားရမယ်ပေါ့ငါးကကြီးတော့တော်တော်ကြာအောင်စားရမယ်တစ်နတ်တယ်မကဘူးနှစ်နတ်သုံးနတ်စားရမယ်ဟာပေါ့အဲ့ဒီကြရမှသူတို့ကမြေခွေးကိုတရားသူကြီးလှုပ်ပြီးတော့ဆုံးဖြတ်ပေးသွားတော့ဘာမှမတတ်နိုင်ဘူးကအလဲသားကြိုက်ပြီးခြီးပြီးပြန်သွားပြီသူတို့နှစ်ကောင်အဲ့ဒီအမီးနဲ့ကောင်ကြည့်ပြီးတော့အဲ့ဒီကြတော့ညီးတွားကြတယ်တဲ့စိရံပိဘခောအဘဝိဒသစေနဝိဝရေမတိငါတို့ဟာညီညာညာနဲ့နေရာစလုံးကောင်းလဲစားအမီးလဲစားအလဲသားလဲခွဲဝေပြီးတော့ညီတူညီမျှစားမယ်ဆိုရင်တို့အကြာကြီးစားနိုင်တယ်တရက်စားနှစ်ရက်စားတော့တို့ရတယ်အခုကြတော့မှငါတို့ကအသားများတဲ့ခေါင်းမပါအမီးမပါတဲ့အလဲပိုင်းကိုတော့မြေခွေးကယူသွားလေရဲ့ဆိုပြီးအဲ့ကြတော့မှသူတို့ဟာညီးတွားပြီးတော့ကြမ်းမိုင်းနေကြတယ်ကြမ်းမိုင်းကြတယ်ပေါ့အဲ့ဒီဇလန်လေးကတော့950ထဲမှာဆက်400မြောက်ဆက်မှာဖော်ပြထားတာဖြစ်တယ်ပေါ့နော်အဲ့တော့မြေခွေးကအလဲသားကိုခြီးပြီးတော့သူ့ရဲ့မြေခွေးမှရှိတဲ့စီကိုသွားလာအဲ့လိုသွားတဲ့ဟာကိုယထာပိရာဇနန္ဒေယရိစ္ဆလတ္တနာခတ္တိယောဧဝဟမစ္ဆနန္ဒပိ ဒိဋ္ဌဝပုံနာမုခံပတိန်မြေခွေးမကသူပြန်လာတာမြင်ရတဲ့အခါပြုံးလို့ရွှင်လို့ကြည့်ပြီးတော့ဟာအောင်ပွဲရလာတဲ့မင်းဆိုးရာဇာလိုပဲဒီကနေ့ကြည့်ရတာခွေးကတော့ပြုံးတတ်တယ်သိကြတယ်ဟုတ်တယ်ခွေးပြုံးတာသူမြင်သွားတာပေါ့နော်ငကျင်းသားကိုကြိုက်ပြီးတော့လာတော့အောင်ပွဲရလာတဲ့မင်းဟာပြုံးရွှင်လာတယ်လို့ပဲဒီကနေ့ကြည့်ရတာပြုံးရွှင်ရွှင်နဲ့ရှိလိုက်တာလို့ပြောတော့ကထာနုထလဇောတန်တော်ဥရကေမစ္ဆံပရမတိပုထောမေသမ္မာအခါဟိကထာအဓိကတံတရားကုန်းပေါ်မှာကျက်စားတဲ့မြေခွေတကောင်အနေနဲ့ရှည်ထဲမှာရှိတဲ့ငချင်းသားကိုဘယ်လိုလုပ်ရအောင်ယူခဲ့သလဲမြေခွေမှမေးတဲ့အခါမှာသူကဘယ်လိုရတယ်ဆိုတာကိုပြောပြတယ်ဝိဝါဒေနခိတဟွန်တိဝိဝါဒေနဓနက္ခယာစီနာဥဒ္ဒဝိဝါဒေနဘုံဇမာယာဝိရောဟိတံမြေခွေရဒီနေရာမှာတော့သူကအောင်နိုင်သူအနေနဲ့သူကဗာပြောတော့ဆိုလောကသရဝါတွေဟာတဲ့တုံးနဲ့တူအငင်းပွားနေကြလို့သူတို့ကဒုက္ခရောက်နေကြတာအငင်းပွားနေလို့လည်းပဲပတ်စံနေကုန်နေကြတာငွေကြေးတနာတွေကုန်ဆုံးနေကြတာတဲ့စီနာဥဒ္ဒဝိဝါဒေနဖြတ်နှကောင်ဟာညင်းနေတာနဲ့သူတို့ငါးဆုံးရှုံးသွားတယ်ပေါ့ပုံစမာယာဝိရောဟိတံမြေခွေးမရဲ့နာမည်ကမာယာဝီကဲမင်းကြိုက်တဲ့လောက်စားစမ်းဆိုပြီးတော့ငကျင်းသားကိုချပြီးတော့ပေးလိုက်တယ်တော့လောကရဲ့သဘာဝကိုပေါ်လွင်ထင်ရှားအောင်ဟောတဲ့ဒီဇာလမ်းပဲဖြစ်တယ်ပေါ့နော်ပေါ်လွင်ထင်ရှားအောင်ဟောတယ်အဲ့တော့လောကလူတွေဟာဒီတိုင်းပဲတုံးနဲ့တူဝေမတဲလို့တုံးနဲ့တူအငင်းပွားပြီဆိုလို့ရှိရင်ခြားလူတယောက်ကလာပြီးတော့အမျက်ထုတ်သွားလေရှိတယ်သို့မဟုတ်အငင်းပွားမှုကိုအကြောင်းပြုပြီးတရားရုံးရောက်တော့ခြားလူတွေကစားရအဲ့ဒါလို့နဲ့တရားလူတရားခံနှစ်ယောက်စလုံးဟာအငင်းပွားမှုကိုအကြောင်းပြုပြီးဘာအကျိုးအမြတ်မှမရဘဲနဲ့အရှုံးနဲ့သာရင်ဆိုင်ရတယ်ဆိုတဲ့ဒီဇလံကိုဖော်ကျူထားတာဖြစ်တော့မြတ်စွာဘုရားကဒီဇလံလေးကိုဟောကြားပြီးတော့မ
မှတ်ချက်ပေးတဲ့အနေနဲ့ဩဝါဒပေးတာတော့ခုနဧဝမေဝမနုဿေတုဝိဝါဒောယထသာယတိလူလောကမှာလည်းပဲဒီတိုင်းပဲတဲ့ဘယ်နေရာမှာပဲအငင်းပွားပွားဘယ်သူတွေပဲအငင်းပွားပွားအငင်းပွားပြီဆိုလို့ရှိရင်တရားယုံကိုသွားကြရတယ်တရားယုံရောက်လို့ရှိရင်တော့တဏှာပိတထဇီယန္တိငွေကြေးတဏှာတွေကုန်ကြပြီသာမှတ်ပြီတော့ရာဇကောသောဘဝတ္တိမင်းရဲ့ဖန္တာကတော့တိုးတက်သွားပြီဝင်ငွေကောင်းသွားပြီတဲ့တရားယုံတွေကိုအကြောင်းပြုပြီးတော့အဲ့လိုမြတ်စွာဘုရားကဒီဇလန်းကိုဟောတာဖြစ်တယ်အဲ့ဇလန်းထဲမှာမြေခွေးဟာအဲ့ဒါမှလဲတယ်ပေါ့သူကအဲ့ဒါမှလဲတယ်အဲ့ဒီအဲ့ဒါမှလဲတဲ့မြေခွေးဟာဒီဘဝမှာယဟန်တစ်ပါးကိုအကြောင်းပြုပြီးတော့ဟောတာဖြစ်လို့အဲ့ဒီယဟန်ရဲ့ဘွဲကဥပနန္ဒတဲ့တာဂိဝေမင်းသားယဟန်တစ်ပါးပဲသူကလည်းအလွန်လဲတယ်ရလို့တဲ့မျက်စိရှိတယ်ပေါ့သူ့ကိုအကြောင်းပြုပြီးတော့ဒီဇလန်းလေးကိုဟောတာမြတ်စွာဘုရားအဲ့တော့ဘဝမှာဒီဇလန်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီဘဝလူလေလုံးတဲ့လူတွေကဟိုဘဝလည်းလူလေလုံးခဲ့တာတွေများတယ်အဲ့တော့ဗမာစကားမှာတော့ပြောကြတယ်ဒီကောင်ကဖြန်ကြတယ်နဲ့အခုကဖြန်ကအသွားတာပေါ့ရေခွေးလောက်မလဲဘူးလို့ပြောရမှာပဲဖြစ်တယ်နော်စကားပုံတော်ပြောင်းရမလို့ဖြစ်နေဖြန်ကြတယ်ဆွဲစကားလုံးကဖြန်ကြရင်တော့အရှုံးနဲ့ပဲကြုံရမှာအခုကမြေခွေးကစားသွားတာလေဖြန်ကရှုံးသွားတာလေအဲ့တော့အဲ့ဒီတော့ကမြေခွေးဟာတဲ့အခုဥပနန္ဒဆိုတဲ့ရဟန်းဖြစ်လာတယ်တဲ့ဖြန်တဲ့ကောင်ကတော့အခုဒီဘဝမှာအသက်ရွယ်ကြီးမှယဟန်ဝလာတဲ့ဥစဉ်ကြီးနှစ်ပါးဖြစ်လာတယ်ဆိုမြတ်စွာဘုရားဟောတာအဲ့ဒီတော့ကကိုယ်ရိတ်မြင်လိုက်ရတဲ့ရှုပ်ကစိုးနာကတော့ငါပဲငါကိုယ်လည်းမြင်ခဲ့တယ်ပေါ့သူတို့အဖြစ်ပြက်တွေကိုအဲ့လိုဟောတာအဲ့တော့ရှင်ဥပနန္ဒဆိုတဲ့ကိုရောကဝိနည်းကျမ်းကနေမှလည်းပဲသူ့အကြောင်းနေပါတယ်သူကဘုန်းကြီးထဲမှာဘုန်းကြီးလောဘပင်လယ်ဝါဆိုတာလို့ဖြစ်လောဘကြီးတဲ့ကိုရောတစ်ပါးဖြစ်တယ်အဲ့တော့သူကလောဘကြီးတာသူလောဘကြီးတာကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောတာကိုသူလောဘကြီးကြောင်းကအမြဲတမ်းထင်ရှားတယ်ဝါစုချိန်ရောက်လာပြီဆိုလို့ရှိရင်ဝါစုတဲ့ကြောင်းဆိုလို့ရှိရင်သူကပုံမှန်ကြောင်းဝါစုတဲ့ပုဂ္ဂိုလ်တွေကိုလှူလေတန်းလေးရှိကြတယ်အဲ့ဒီခေတ်ကဒီကြောင်းမှာနေတဲ့ပုဂ္ဂိုလ်အတွက်ဆိုပြီးသီးသန့်လှူတာတွေရှိတယ်အဲ့တော့သူကဝါစုနေရောက်လာပြီဆိုလို့ရှိရင်တဲ့ကြောင်းနှစ်ကြောင်းသုံးကြောင်းကိုသူကပိုင်ဆိုင်ထားလိုက်တယ်ပိုင်ဆိုင်ထားပြီးတော့တစ်ကြောင်းကိုတော့ထီးတို့ဖနက်တို့ထားလိုက်တယ်လူကိုယ်တိုင်မနေဘူးသူထီးလေးဖနက်ကလေးထားလိုက်တယ်ဒါလည်းသူနေတာပေါ့နောက်တစ်ကြောင်းတော့တောင်ဝှေးလေးထားတယ်နောက်တစ်ကြောင်းကျတော့ရေဘူးလေးသွားထားတယ်အဲ့သူထားတဲ့အကြောင်းအတာသူ့ကြောင်းပဲရှင်းတော့တိုင်းကကြောင်းနေရှိတာဟုတ်အဲ့လိုထားသွားပြီးတော့သူကတနေရာမှနေတယ်ဝါကျွတ်လို့ဒီကြောင်းပေါ်ကြောင်းနဲ့ပတ်သက်တဲ့အလှူဒန်းရပြီဆိုရင်တောင်ဝေးထားတဲ့ကြောင်းကလည်းသူ့ကို share ပေးရမယ်ရှေးဘူးထားတဲ့ကြောင်းကလည်းသူ့ကို share ပေးရမယ်ဖနက်ထိုထီးတို့ထားတဲ့ကြောင်းကလည်းသူ့ကို share ပေးရအဲ့ဒီရတဲ့ share သင်္ကန်းတပိတ်တွေကိုသူကစုပြီးတော့ယူသွားတာလောဘကြီးတော့စုပြီးတော့ယူသွားတာရသော်ဗျာဒါကြောင့်ယဟန်တွေကိုဟောတယ်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ရတာနဲ့ကျင့်နိုင်ရမယ်လောဘမကြီးရဘူးရှိတာနဲ့ပဲကျင့်နိုင်ရမယ်အဲ့လိုဟောတယ်ဒါမကျင့်တဲ့ပုဂ္ဂိုလ်တွေကြတော့အဲ့လိုလုပ်လို့ရှိတယ်သူကအဲ့လိုလုပ်ပြီးတော့ဝါကျွတ်ပြီဆိုရင်သင်္ကန်းတွေသပိတ်တွေပရိက္ခရာတွေအများကြီးယူပြီးတော့သူကသွားလို့ရှိတယ်အဲ့သွားတော့သူမြင်တဲ့အခါကျတော့
ဘုံကြီးလားတပိဋ္ဌိသင်္ကန်းနေဘယ်ရလာတာတော့ဆိုသူကအဲ့ဒီပုံစံနဲ့လောက်တာအဲ့လိုလုပ်နေရှိတယ်နောက်အဲ့ဒီမှာသူဘာကြုံလုံးဆိုရင်ကျောင်းတစ်ကျောင်းသူရောက်သွားတာရောက်သွားတဲ့အခါခုနဥစဉ်ကြီး2ပါးရှိတယ်အကြောင်းလှူထားတဲ့အဝေါကတစ်ထည်ကဖြင်ကြမ်းကြီးတစ်ထည်ကတော့ပိတ်ချောလေးလှူထားတယ်ဥစဉ်ကြီး2ပါးသလုံးကပိတ်ချောလေးပဲလိုချင်တာဖြင်ကြမ်းကြီးကိုမလိုချင်သူရတိုက်တယ်ငါရတိုက်တယ်နဲ့အငင်းပွားကြတယ်အဲ့လိုအငင်းပွားလာတဲ့အခါမှာဥပနန္ဒယဟန်ရောက်လာတော့သူတို့အငင်းပွားနေလို့ဒါလေးကိုဆုံးဖြတ်ပေးပါပေါ့ကောင်းတာနဲ့ဆိုးတာလေးပေါ့သူတို့ရထားတာဖြင်ညာက2ထည်နဲ့ကပလ1ထည်နော်ဖြင်ညာက2ထည်ကပလ1ထည်ရတာအဲ့လိုရတာတော့သူ့ကိုဆုံးဖြတ်ပေးပါလို့တောင်းတဲ့အခါဥစဉ်ကြီး2ပါးကိုတစ်ပါးကိုဖြင်ညာ1ထည်စီပေးလိုက်ပြီးတော့ဒီကပလကတော့ငါနဲ့ပဲတော်ပါတယ်ကိုရောတို့အဲ့တော့ဖြင်ညာနဲ့ပဲကျေနပ်ကြတော့ငါတရားဆုံးဖြတ်ပေးတယ်ငါဝီနီးတို့ပုဂ္ဂိုလ်နဲ့ပဲတော်ပါတယ်ဆိုပြီးကပလကိုယူပြီးတော့သွားတယ်အဲ့ဒီဇာလံဒါတကယ်ဖြစ်ခဲ့တဲ့ဇာလံကနေပြီးတော့အတိတ်တုန်းကလည်းပဲဒီလိုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားပြန်ပြီးတော့ဟောပြောတာအဲ့ဒါကြောင့်မို့မြတ်စွာဘုရားကဝိဝါဒဆိုတဲ့တုံနဲ့တူညင်းခုန်မှုအငင်းပွားမှုဟာကောင်းကျိုးမပေးတဲ့အကြောင်းရှမ်းတွေကိုအများအားဆုံးမတယ်ဝိဝါဒံပယတော်ဒိဋ္ဌဝါအဝိဝါဒင်္စခေမတော်ဝိဝါဒဆိုတဲ့အငင်းပွားမှုကိုဘေးရန်အန္တရာယ်ကြီးတစ်ခုဖြစ်ရှုမြင်ကြရမယ်အဲ့တော့တယောက်နဲ့တယောက်အငင်းပွားပြီဆိုရင်ပတ်စံကုန်တော့မယ်ဆိုတာကိုဒါငါတို့အတွက်အန္တရာယ်ကြီးတစ်ခုကြုံလာပြီလို့ဆိုပြီးတော့ပြေနိုင်သမျှပြေအောင်ကြိုးစားကြရမယ်တရားရုံမသွားဘဲနဲ့ကိုယ့်အကိုညှိကြအောင်နော်အဲ့လိုမညှိဘူးဆိုလို့ရှိရင်တော့အရှုံးနဲ့ပဲရင်ဆိုင်ရမယ်အငင်းပွားပြီဆိုရင်ကိုယ့်အကိုနှူးနှောပြေရပြေချောင်းအဲ့လိုလုပ်ရမှာဖြစ်တယ်တဲ့ဝိဝါဒံဘယတော်ဒိဋ္ဌဝါအငင်းပွားမှုကိုကြောက်เสียဘေးရအန္တရာယ်ကြီးတစ်ခုဖြစ်ရှုမြင်ပါတဲ့အဝိဝါဒင်္စခေမတော်အငင်းမပွားပဲနဲ့ညှိနှိုင်းပြီးပြေလည်အောင်ဆောင်ရွက်ခြင်းကိုတော့တကယ်ကိုအန္တရာယ်ကင်းတဲ့အရာဖြစ်ရှုမြင်ကြသမက္ခသခိလဟောတာဘယ်ကိစ္စမှာဖြစ်ဖြစ်ညီညာတဲ့စိတ်ဓာတ်ညီညွတ်တဲ့စိတ်ဓာတ်ပြည့်ဆက်ဆံပြီးတော့ပြောကြဆိုကြဖို့မိတ်ဆွေစိတ်ဓာတ်တွေမွေးဖို့ယဟန်တွေကိုကြိုးစားဖို့ရသော်ဗျာဟောတယ်သမက္ခသခိလဟောတာညီညွတ်ကြအရာခသိမ်းမှာမိတ်ဆွေစိတ်ဓာတ်မွေးပြီးပြည့်နေထိုင်ကြဧတဗုဒ္ဓနုတသနိဒါငါဘုရားရဲ့ဆုံးမသွန်သင်ချက်ပဲလို့ရသော်ဗျာအမြဲတမ်းဒါကိုဟောလို့ရှိတယ်နော်သို့တော်လည်းရသော်ဗျာဘလောက်ပဲဟောဝိဝါဒဆိုတာရှိနေတော့ပဲအငင်းပွားမှုတွေကရှိတာပဲဘယ်နေရာပဲဖြစ်ဖြစ်အငင်းပွားမှုတွေကလူလောကမှာရပ်တန့်ပြီးတော့မသွားဘူးရပ်တန့်အောင်ဘယ်သူမှမလုပ်နိုင်ကြဘူးပေါ့လူလောကလူတွေရှိနေသမျှအငင်းပွားမှုတွေရှိနေဦးမှာပဲအငင်းပွားမှုတွေရှိနေသမျှဆုံးရှုံးမှုတွေနစ်နာမှုတွေနဲ့ကြုံနေကြရအောင်မှာပဲဆိုတာကိုမြတ်စွာဘုရားကဘဝသင်္ကန်းစာပေးတဲ့အနေနဲ့ဒီဓမ္မပုပ္ပဇတ်ကိုသင်္ကန်းစာအနေနဲ့ဟောကြားတာဖြစ်ပါတယ်အဲ့ဒီဇတ်ကိုဟောပြီးတဲ့အခါမြတ်စွာဘုရားအကြောင်းတရားနဲ့အကျိုးတရားကိုရှင်းလင်းပြတဲ့အတိုင်းလူတွေရထားတဲ့ဘဝခန္ဓာဆိုတာဒုက္ခသစ္စာကြီးပဲရတာကဒုက္ခရထားသည့်အတွက်ကြောင့်ဘဝဆိုတာဒုက္ခပဲဘာကြောင့်ဒုက္ခလို့ပြောတာတုံးဆိုဖြစ်မှုပြက်မှုတွေရဲ့နှိမ့်ဆက်မှုကိုခံနေရလို့နှိမ့်ဆက်တယ်ဆိုတာဖြစ်ပြီးရင်ပြက်နေတာကဒါကိုနှောက်ယှက်နေတဲ့သဘောကိုပြောတာနော်ဘယ်ရာမှမခိုင်မြဲဘူးအလုံးဟာဖြစ်ပြီးရင်ပြက်သွားတာပဲလူတွေလည်းအလုံးဟာမွေးဖွားလာပြီးရင်သိဆုံးသွားကြရမှာဖြစ်တယ်ပတ်စံတွေလည်းရပြီးရင်ကုန်ကြမှာပဲဖြစ်တယ်အလုံးဟာဘယ်ရာမှဒီထာဝရဆိုတာမရှိဘူး
အဲ့ဒီထာဝရမရှိလို့မတည်မြဲတဲ့အရာကြီးဟာဒုက္ခလို့ပြောတာမတည်မြဲလို့ဒုက္ခလို့ပြောတာဟိုလူတွေစားစရာမရှိလို့ဒုက္ခဝတ်စရာမရှိလို့ဒုက္ခနေမကောင်းလို့ဒုက္ခအဲ့ဒီဒုက္ခမျိုးပြောတာမဟုတ်ဘူးเนาะဘဝဟာလုံးဝမတည်မြဲသည့်အတွက်ကြောင့်မတည်ငြိမ်တဲ့ဘဝကြီးဟာဒုက္ခပဲအဲ့ဒီဒုက္ခဘာကြောင့်ရလဲဆိုရင်လူချင်းတဲ့တဏှာသမုဒယကြောင့်ရတယ်ဥပိ္ပနာအပုဒ္ဓိအဲ့ဒီဒုက္ခနဲ့ဒုက္ခဖြစ်ကြောင်းတဏှာနှမျိုးလုံးမဖြစ်တော့တဲ့နေရာဟာနိဗ္ဗာန်ပဲဖြစ်တယ်အဲ့ဒီမဖြစ်ခြင်းရဲ့အကြောင်းမဂ္ဂင်၈ပါးအကျင့်တရားကတော့ဒုက္ခချုပ်ငြိမ်းမှုအတွက်ဒုက္ခချုပ်ရာနိဗ္ဗာန်ကိုရောက်ကြောင်းအကျင့်ပဲဖြစ်တယ်လို့အကြောင်းနဲ့အကျိုးဆက်ဆက်ပြီးတော့ပြဒီလိုလောကမှာကြုံတွေ့ရတဲ့ပြဿနာတွေဟာဘဝမှာကြုံတွေ့ရမှာပဲကြုံတွေ့နေရတာဒါဒုက္ခတွေပဲအဲ့ဒုက္ခတွေဟာလက်သေးရှာလိုက်လို့ရှိရင်တဏှာဆိုတာပြောမယ်ဆိုရင်တော့ကိရိတာနဲ့ကံအကုန်ပေါင်းပြီးတော့ပြောလို့ရတာဒါမို့ပရိစ္ဆေသမုပ္ပါဒ်တစ်ခုလုံးကိုဒုက္ခသမုဒယလို့ခေါ်တာပရိစ္ဆေသမုပ္ပါဒ်မှာပါတဲ့အကြောင်းတရားတွေမှန်သမျှအကုန်ဒုက္ခသမုဒယတွေကြီးပဲအဲ့ဒါတွေကြောင့်ဖြစ်လာပြီးဘဝဆိုတာရနေရင်ပြဿနာတွေကျုံနေဥမှာပဲတနည်းစကားလုံးနဲ့ပြောမှဆိုရင်ပြဿနာရဲ့ပြဿနာဖြစ်ခြင်းအကြောင်းရဲ့ပြဿနာပြေငြိမ်းခြင်းရဲ့ပြဿနာပြေငြိမ်းတဲ့နိလန်းရဲ့ဒါသစ္စာ၄ပါးပဲလေဘဝပြဿနာတဏှာကပြဿနာဖြစ်ခြင်းအကြောင်းပြဿနာပြေငြိမ်းတာနိဗ္ဗာန်နဲ့တူတယ်ပြဿနာပြေငြိမ်းတဲ့ဖြေရှင်းချက်ကမဂ္ဂသစ္စာနဲ့တူတယ်ဘယ်နေရာပဲဖြစ်ဖြစ်ဒီတိုင်းပဲเนาะ problem the cause of problem เนาะ cessations of problem the way leading to cessations of problem ပေါ့ဒီသစ္စာ၄ပါးဟာလောကကြီးထဲမှာရှိနေသေးတယ်မြတ်ဒီတိုင်းပဲအမှန်ရှိတယ်အဲ့တော့ဒီသစ္စာ၄ပါးတရားကိုနောက်ဆုံးအနေနဲ့မြတ်စွာဘုရားကရှင်းပြပြီးတော့ဘဝတစ်ခုမှာဒီပြဿနာတွေမငြိမ်းသေးသမျှဘဝရှိနေသမျှပြဿနာတွေမငြိမ်းဘူးဘဝမရှိတော့မှပြဿနာငြိမ်းမှဖြစ်တယ်အဲ့ဒီငြိမ်းမှုအတွက်သူ့ဟာသူတော့ငြိမ်းမှာမဟုတ်ဘူးငြိမ်းတဲ့နိလန်းရှိတယ်အဲ့ဒီနိလန်းတိုင်းလောက်ကြလို့ခေါ်ကြလို့ရင်ပဲဖြစ်တယ်နော်သစ္စာလေးပါးမှာပြောမယ်ဆိုရင်မဂ္ဂင်၈ပါးအကျင့်တရားကိုအကျင့်ဘာကိုဖယ်ရမှာတော့ဆိုတဏှာကိုဖယ်တဏှာကိုခေါင်းတက်ပြောပြီးမဲ့ကိလေသာတွေကံတွေအလုံးကိုဖယ်လိုက်တော့မှនិရောဓဆိုတဲ့လုံးဝချုပ်ငြိမ်းတဲ့တန်တိဒုက္ခနိဗ္ဗာန်ကိုရမှာဖြစ်တယ်ဒါဒီဝေးကိုဖော်ပြတာဒီလမ်းကြောင်းကိုဖော်ပြတာမြတ်စွာဘုရားအဲ့ဒါလို့သစ္စာလေးပါးနဲ့ဆုံးသက်ပြီးတော့လူလောကရဲ့အငြင်းပွားတဲ့ပုဂ္ဂိုလ်တွေအငြင်းပွားရင်ဒီလိုဆုံးရှုံးမှုတွေနဲ့သာရင်ဆိုင်နေတယ်ဆိုတဲ့ဘဝသင်္ကန်းစာပေးပြီးတော့မြတ်စွာဘုရားကဟောကြားရှင်းလင်းပြတာဖြစ်ပါတယ်တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေအကြောင်းနဲ့အကျိုးညှိနှိုင်းပြီးတော့ဟောကြားတာဖြစ်လို့ပြီးတော့ဘဝမှာသင်္ကန်းစာယူပြီးတော့ဘဝမှာပြဿနာကိုဖြေရှင်းတဲ့အနေနဲ့မှန်ကန်တဲ့အမြင်တွေရှိပြီးမှန်ကန်တဲ့လုံလဝိရိယနဲ့ကြိုးစားအထောက်မှသာလဲဖြေရှင်းမှုကိုရနိုင်တယ်ဆိုတာကိုယ်စီမှတ်သားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုရှိစေချာအရှင်ဖေယဖေယတပည့်တော်တို့သည်ဓမ္မအတိညာရှားရှိမှသာလင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဖြင့်ဆင်ကျင်ပါပြုလုပ်ကြ၍အမတဒါနာဓမ္မဒါနာတရားအလှတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကို
ယုတိလေးမြတ်စွာမမတ်သာသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတဗ္ဗဝတ္ထုအစွစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပြုလုပ်ကြရသောဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏အဖို့ဘာကကိုအမိအဖအဖို့အဖွာဆရာသမားမစပြီးကဘာသူကဘာသာလူနတ်မြမတတ္တဝါများတို့အားအမြအမြဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအားလုံးကြာကြာသမျှအမြတ်အမြတ်အမြတ်ရော